ညတော့မဖို့ပရမကျိုးပါလေဒီနေ့ကျွန်တော်ကတော့အိမ်မှာတက်လွတ်လက်ခွိုက်စီတက်လွတ်လက်ခွိုက်စီပဲကိုအခြေခံပြီးမှချက်တဲ့တက်လွတ်လက်ခွိုက်စီပါကျွန်တော်တို့တရုတ်ကွိုင်းမွေးနေ့တော့ပုံချောင်းမှာတက်လွတ်ကျွေးတဲ့ခါကျရင်မနေ့ပိုင်းကျွေးတဲ့ခောက်ဆွဲပါမနေ့ပိုင်းကျွေးတဲ့ခောက်ဆွဲပါတက်လွတ်ခောက်ဆွဲပါကျွန်တော်ကတော့အခြေခံပြီးမှချက်ထားပါတယ်ပဲကြီးကိုလူးတဲ့အောင်ပြုတ်ပြီးမှအမှားပါတယ်ပဲငပီးတွေခန်းကျင်ဒီကိုပြုတ်ထားပြီးတောက်ရှင်းထားတဲ့ဟာတွေဖိတက်ပြီးမှဟင်းရည်တွေကိုတုတ်ဖူးကြော်ရဲပြီးရဲ့ခါကျတော့ဒီလိုတုတ်ဖူးကြောက်ကြော်ရဲကိုချိန်ပြီးမှထည့်ထားတဲ့ဟာပါဒါကတော့တက်လွတ်စားတဲ့လူကြီးတွေဆိုရင်ဒါကအဆင်ပြေပါတယ်ဒါအားလည်းကြိုက်ကြပါတယ်လူငယ်ပိုင်းကတော့အသားတိတ်မပါတော့တိတ်မကြိုက်ကြပါဘူးဒါပေမဲ့တက်လွတ်ခောက်ဆွဲဆိုမှထည့်မသေးနဲ့တစ်ခေါက်စားလို့ရတယ်။ပါဇက်တွေဆွေးမှာဒီတိုင်းဒါစားခြင်းတွေဖြစ်တဲ့ဟုတ်တယ်ပါ။ဒါလေးကိုချက်သမီးနာမည်ထည့်ပါမယ်။နာမည်ထည့်ပါမယ်။ပြီးရင်ဒါတော့နန်းစီမွေးလေးပါ။မွေးရောပြီးရင်ညုတ်ဒီကြော်လေးထည့်ပါမယ်။ညုတ်ဒီကြော်ကြိုက်တော့ဒါအိမ်မှာလုံးဝ specialကိုအနေကိုတေချာကြော်ရရုပ်ပြီးကြော်ပါဟာလာညာတက်လို့ကောက်ပဲပဲပဲနဲ့အခြေခံမှချက်ထားပါလေအရာတာကတော့လုံးဝချိုလေးပါချိုပြီးမှပဲငပီးရဲ့လေးရဲ့အရာလာနေပြီလုံးဝကွက်ထိပါပဲကျွန်တော်ကဘုံမော်တရုတ်ပုံချောင်းအမြဲတမ်းဖားပြတော့တခါတလေလူကြီးတွေမွေးနေ့တော့ပြီးရင်ဖျားမွေးနေ့တော့ဘာလို့လုပ်တဲ့ခါကျရင်အမြဲတမ်းစားပြတာအရင်ကြိုက်ပါတယ်ကျွန်တော်ကဟုတ်ပဲဘက်ကတော့ကျွန်တော်ရွှေမြန်မာဖက်ပဲသုံးပါတယ်ဘုံမော်ရတာလည်းတစ်ထက်ခဲ့တော့ဟောဒီမှာညဆန်တာပြောတော့ညဆန်တာခောက်ပဲဘက်ကိုပဲသုံးပါတယ်အဲမှာညဆန်တာခောက်ပဲဘက်ကျတော့ဘုံမော်ရတာအတိုင်းတော့ဖတ်ဖို့ဖွယ်လေးပေါ့ဒီရန်ကုန်ဘက်ကရေစင်ရန်ကုန်ကရေစင်ဘက်တွေကနည်းနည်းစီးတယ်ဗျကျွန်တော်တို့ဘုံဘက်ကနေတိတ်မကြိုက်ကြအောင်ညဆန်တာရေစင်ဘက်ကိုပဲဘုံကကြိုက်ကြဖတ်ဖို့ဖွယ်လေးပေါ့ဒါတော့အိမ်မှာလှုပ်ထားတဲ့ homemade မုန့်ငင်းချင်ပါရောင်းလဲရောင်းပါလေတပူးကို1200ရောင်းပါလေဒါကတော့မုန့်ငင်းချင်အောင်ကြာညို့လေးနဲ့ကြာညို့နည်းနည်းလေးနဲ့နန်းစီရယ်ပြီးတော့နန်းနန်းပင်ရယ်တုတ်ထားတာအရင်ကောင်းပါတော့နောက်ထပ်ထည့်ရမှာပြင်လို့တစ်ခေါက်တည်းနဲ့ပကံကျူးချိတဲ့အဝထည့်လိုက်ကျွန်တော်ချက်နည်းဗီဒီယိုလည်းတင်ထားပေးပါတယ်ကျွန်တော်ချက်တဲ့နည်းတိုင်းချက်ကြည့်ပါမှန်ကြတော့ဒီထဲမှာပေါ့နော်ဟီတာချီမိုတို့ကြာဆန်လေးကိုထည့်တဲ့ပဲဘတ်ပဲပြဘတ်တို့ထည့်ပါဒါပေမဲ့ကျွန်တော်ကဟီတာချီမိုလည်းတိတ်မကြိုက်ဘူးပဲပြဘတ်လည်းမကြိုက်တော့တမင်တကာမထည့်ထားတာပါကိုချက်စားခါကျရင်ထည့်ခင်ထည့်လို့ရပါရွက်စင်စင်လေးထည့်စားခြင်းတော့မှဒါတော့ထိုင်ဝမ်မုန့်ညင်းပါထိုင်ဝမ်မုန့်ညင်းအချိုမုန့်ညင်းလေးအဲ့အရာလေးလည်းပြုတ်ထားပါထည့်သားခြင်းစားလို့ရပါတယ်ဘမောအသားလက်ခွိုက်စီပေါ့နော်ဝတ်သားချက်သားနဲ့ချက်တဲ့လက်ခွိုက်စီနဲ့
ဒီတက်လို့လက်ခွိုက်စီနေကချက်ပုံချက်နေရတော့တူပါတယ်ဒါပေမဲ့ပါဝင်ပစ္စည်းတွေကကွဲပါတယ်ရန်ကောင်းအတားရဲ့စားများတော့လဲတစ်ခါတလေဒီလိုတက်နဲ့ခောက်ဆွဲလေးစားကောင်းညံကောင်းလို့ဆက်စားလောက်ပါဦးမယ်နောက်ဗီဒီယိုမှာတွေ့ကြရအောင်အားလုံးကျေးဇူးတင်ပါတယ်